အားလုံးပဲမင်္ဂလာပါခင်လိုက်ရပါရှင်ချစ်တော်လေးတို့ရေးတာညီမတို့ခင်လိုက်ရကနေအသစ်မီနူးပေါ့နော်မီနူးအသစ်ကလေးထုတ်ထားတဲ့ဒါအမဲကြောက်ဖုတ်ပါရှင်သူကအမဲကြောက်ဖုတ်ကကြတော့ညီမတို့ဒီစိတ်သားကြောက်ဖုတ်လိုမျိုးညီမတို့မမွပေးတော့ပါဘူးနော်စိတ်သားကြောက်ကကြတော့ညီမတို့ကအိမ်စားသူတေးသေးလေးတွေမွပေးလိုက်တယ်အမဲကြောက်ဖုတ်ကကြတော့ညီမတို့ဒီလိုအချောင်းလိုက်ပဲဖုတ်ပေးပါတယ်ဒီလိုအချောင်းလိုက်ကိုမှအသားအရသာဓာတ်ကလေးမပြအောင်ညီမတို့ဒီလိုမျိုးလေးဖုတ်ပေးပါတယ်ဖုတ်ပြီးတော့မှပဲစီစုံစီလေးစစ်စစ်ကိုတေချာလေးစိမ်ပေးပါတယ်ရှင်ဒါကတော့ညီမတို့ခင်းလိုက်ရရဲ့အမဲကြောက်ဖုတ်ပါရှစ်ချက်သားပါတယ်တထုပ်ကို1000ပါရှင်ညီမတို့အမဲကြောက်ဖုတ်လေးရကြတော့လေညီမတို့ဒိုင်းကိုတေချာလေးပြောပြီးတော့မှအချောက်လန်းခိုင်းတာဖြစ်တဲ့အတွက်အမဲကြောက်ကတော့ညီမတို့စိုးသေးတို့ရမ်းစိမ့်တို့လုံးဝမပါပါဘူးရှင်ဒါကတော့အမဲကြောက်လေးပါအရန်ကိုစားကောင်းတယ်နော်ပဲစီစုံစီစစ်စစ်လေးနဲ့မွမွေးလေးအရန်စားကောင်းတော့လေးပါရှင်ရှစ်ချက်သားပါတယ်တထုပ်ကို1000ပါရှင်ကျမရဲ့ကိုယ်စားလှယ်လေးတွေလည်းဟိုအမဲသားစားတဲ့ customer လေးတွေကိုလမ်းပြီးတော့မှပြောလို့ရပါပြီညီမစီမှာဝတ်သားအမဲသားစိတ်သားတီးသန့်စီပဲအားလုံးတေချာလေးလုပ်ပါတယ်နော်အသားကတော့အမျိုးစုံရှိပါတယ်ဝက်ပေါင်ကြဖို့ဝက်သားနဲ့ပတ်သက်တဲ့ဟာဆိုလဲအစုံရပါတယ်